သူတို့ရဲ့မြတ်သောဆရာသမားကျေးဇူးတွေပဲအလေးရောက်လမ်းမမြင်စေခဲ့ပြီးရှင်သန်ခြင်းလမ်းများပေါ်တွင်တို့ရဲ့ဘဝတွေလာပါဖို့အရေးမြတ်တာပြကဆွဲခေါ်လာသူရဲ့စေတနာသူတဲ့ဆုံးမတော့စကားရရင်day night to me about again ပြစင်တော့တရှင်တော်မြတ်တာနဲ့မဂိရိခခွင်လို့ခဲ့တာတွေတို့တို့တဲ့ပညာသင်ချပေးုံကစရှုံးရဲ့စိတ်နိုင်ကိုကြီးအပစ်ကချိုနေဘဝရဲ့လမ်းပေါ်လေးပြစွမ်းခဲ့ပြီးအဆောင်တဲ့ဒီပြုံးတွေကိုစီတွဲတို့ရဲ့မြတ်သောဆရာသမားကျေးဇူးတွေပဲခံပြီးမောင်ရတဲ့သူဘဝတွေအတွက်လမ်းကပေးသူအလေးပေးစွမ်းသူတို့ရဲ့မြတ်သောဆရာမကျေးဇူးတွေပဲသူတဲ့ဆုံးမတော့စကားတွေရင် day night to me about again သူစံတော့တရှင်တော်မြတ်တာနဲ့ခခွင်လို့ခဲ့တာတွေတို့တို့တဲ့ပညာသင်ချပေးုံကစရှုံးရဲ့စိတ်တိုင်းကိုကြီးအပစ်ကချိုနေဘဝရဲ့လမ်းပေါ်လေးပြစွမ်းခဲ့ပြီးအဆောင်တဲ့ဒီပြုံးတွေကိုစီတွဲတို့ရဲ့တဲ့တော့စင်မကျေးဇူးတွေပါမဂိရိခခွင်လို့ခဲ့တာတွေတို့တဲ့ပညာသင်ချပေးုံကစရှုံးရဲ့စိတ်တိုင်းကိုကြီးအပစ်ကချိုနေ